ORT နဲ့မိတ်ဆက်ပေးခြင်းအိမ်ယာ9ရန်နေထိုင်ရေးရုံ ORT မှာကြိုဆိုပါရစေ Saskatchewan မှာတိုက်ခန်းသို့မဟုတ်အိမ်9ပါသလားတင်ပြီးပြည်နယ်တွင်းရှိလူနေအိမ်ယာများကိုပိုင်ဆိုင်သောအိမ်ပိုင်ရှင်ဖြစ်ပါသလားလို့ဆိုရင်တင်ပြီး ORT နဲ့အကျွမ်းတဝင်ရှိတင်ပါသည် ORT သည်မြေပိုင်ရှင်များနှင့်အိမ်ငါးများ၏ရပိုင်ခွင့်များနှင့်တာဝန်များအကြောင်းသတင်းအချက်အလက်များကိုများပြည်သူအားပြရန်ပေးသည့်ဆိုရနှင့်တီးခြားလွတ်လပ်သော agency တစ်ခုဖြစ်ပါသည် ORT သည်လူနေငါးလုပ်ငန်းကိုထိန်းညှိပေးကအိမ်ငါးနှင့်အိမ်ပိုင်ရှင်များအား၎င်းတို့၏အခွင့်အရေးများကိုငါးရန်ချင်းမပြုမီငါးရန်ချင်းကာလအတွင်းနှင့်ငါးရန်ချင်းအပြီးတွင်အကားအကွယ်ဖြစ်စေရန်ကူညီပေးသည်အိမ်ယာငါးရန်နေထိုင်ရေးဆိုင်ရာအက်ဥပဒေ2006သည်အိမ်ပိုင်ရှင်များအားစီးပွားရေးလှုပ်ဆောင်ရန်နှင့်၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများကိုကာကွယ်နိုင်ရန်အိမ်ငါးများအားဘေးကင်းပြီးနေထိုင်နိုင်သောနေရာထိုင်ခင်းများရရှိစေရန်ခံစားခွင့်ရှိသည်ဥပဒေသည် Saskatchewan ရှိမည်သည့်နေထိုင်မှုမဆိုနှင့်ထမင်းလာခစပေးစားပြီးနေထိုင်ခြင်းအစီအစဉ်အများစုတွင်အကျုံးဝင်ပါသည်၎င်းတွင်အများအဖြစ်သက်ကြီးရွယ်အိုများအတွက်နေရာထိုင်ခင်းနှင့်စားသောက်များပံ့ပိုးသည့်တည်ချနေထိုင်ရေးအဆောက်အအုံများလည်းပါဝင်သည်ငါးရန်မှုအများစုသည်ဥပဒေဖြင့်ကျုံးဝင်တော်လဲချွင်းချက်အနည်းငယ်ရှိပါသည်အဆိုပါချွင်းချက်များတွင်တက္ကသိုလ်အဆောင်များ personal care homes လို့ခေါ်တဲ့လူကြီးများအားတကူရေးဆောက်ရှောက်ပေးသည့်ကေဟာအိမ်များသို့မဟုတ်ကုသရေးစင်တာများကဲ့သို့သောနေရာများပါဝင်ပြီးအဆိုပါဥပဒေတွင်တဲခိုရိပ်သာများဟိုတယ်များနှင့်အခြားအားလားရဲ့တဲခိုခန်းများတွင်6လထက်ကြာအောင်နေထိုင်ခြင်းမရှိသည့်သူများအဖို့လည်းအကျုံးဝင်မည်မဟုတ်ပေကျွန်တော်တို့၏ website သို့ဝင်ရောက်ကြည့်ရှုခြင်းဖြင့်အကျုံးမဝင်သည့်အိမ်ချမ်းမြေစည်ရင်အပြည့်စုံကိုတင်ရှာဖွေနိုင်ပါသည်Saskatchewan ပြည်သူများအတွက်ကျွန်တော်တို့၏ဝန်ဆောင်မှုတစ်စိတ်တစ်ပိုင်းအနေဖြင့် ORT ရုံးနှရုံးရှိပါသည် Regina မြို့၌တရုံးနှင့် Saskatoon မြို့၌တရုံးအပြင်ပြည်နယ်အတွင်းရှိမည်သည့်နေရာတွင်မဆိုအိမ်ရှင်များနှင့်အိမ်ငါးများကိုသတင်းအချက်အလက်ပေးနိုင်သောအခမဲ့ဖုန်းခေါ်ဆိုနိုင်သည့်စင်တာတစ်ခုလည်းရှိပါသည်ကျွန်တော်တို့၏ဖုန်းစင်တာသည်မှတ်တမ်းတင်ထားပြီးဖြစ်သောသတင်းအချက်အလက်များကိုတရက်လျှင်24နာရီတပတ်လျှင်9ရက်စီစဉ်ပြရန်ပေးပါသည်ရုပ်ဖွင့်ရက်များတွင်ခေါ်ဆိုသူများသည်ကျွန်ုပ်တို့၏အမှုသည်ဝန်ဆောင်မှုအဖွဲ့ဝင်တစ်ဦးနှင့်ပြောဆိုမေးမြန်းခွင့်ရှိပါသည်အိမ်ငါးမှုကာလတစ်ခုအတွင်းဖြစ်ပေါ်လာသောပြဿနာအများစုသည်အိမ်ငါးနှင့်အိမ်ပိုင်ရှင်များကြားတိုက်ရိုက်ဖြေရှင်းနိုင်မည်ဟုကျွန်တော်တို့မျှော်လင့်ပါသည်တို့ပင်များလည်းအငြင်းပွားမှုများကိုကူညီဖြေရှင်းပေးရန်ဝန်ထမ်းများလည်းရှိပါသည်အိမ်ရှင်နှင့်အိမ်ငါးကသဘောမတူသည့်ကိစ္စများတွင်နှစ်ဖက်စလုံးသည်ကြားနာမှုအတွက် ORT သို့လျှောက်ထားနိုင်ပါသည်နှစ်ဦးနှစ်ဖက်စလုံးသည်ကြားနာပွဲသို့တက်ရောက်ပြီးသက်သေများကိုကြားနာရေးအရာရှိထံတင်ပြနိုင်ပြီး၎င်းကြားနာရေးအရာရှိမှနှစ်ဦးနှစ်ဖက်စလုံးတွင်တရားဝင်အတည်ပြုနိုင်သည့်ဆုံးဖြတ်ချက်တစ်ခုချပါလိမ့်မည်ကြားနာခြင်းကို Regina နဲ့ Saskatoon မြို့လုံးရှိကျွန်တော်တို့၏ရုံးများအပြင်ပြည်နယ်တဝန်းရှိအခြားနေရာများတွင်လည်းပြုလုပ်ပါသည် ORT သည် Saskatchewan ပြည်သူများအတွက်ဗက်မလိုက်သောအရေးမြစ်တစ်ခုဖြစ်ပြီးတင်သည်အိမ်ပိုင်ရှင်ဖြစ်စေအိမ်ငါးဖြစ်စေကျွန်တော်တို့ကူညီရန်အသင့်ရှိပါသည်ပုံမှန်သိရှိလိုပါကကျွန်တော်တို့၏ website www.saskatchewan.ca/ort တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်